မင်္ဂလာပါဗျာဒီညမှာတော့ line ပေါ်ကနေ Viber နေပုံပို့တဲ့ချိန်မှာရုပ်ထွက်ကောင်းကောင်းထွက်အောင်ဘယ်လိုမျိုးလုပ်ရတယ်ဆိုတာကို sharing လုပ်ပေးမှာဖြစ်ပါတယ်တီးရလူတွေလည်းသိမှာပါမတီးတဲ့လူတွေအတွက်အရင်ဆုံးကကျွန်တော် Viber ထဲမှာဝင်ပြီးတော့ setting ထဲကို73ဆက်ရှိတဲ့ setting ထဲကိုနှိပ်လိုက်မယ်အမှ setting ထဲမှာနှိပ်လိုက်မယ်ဆိုရင်အမှ media ဆိုတာတွေ့လိမ့်မယ်အဲ့ဒီ media ထဲကိုပြန်နှိပ်လိုက်ဆိုမှphoto quality ရွေးတဲ့ဟာပေါ်လာလိမ့်မယ်အမှအပေါ်ဆုံးကခါလီကျရင်အလယ်မှာဖြစ်နေတယ်အဲ့ဒါကိုအောက်ဆုံးမှာရွေးပေးရမယ်နော်အောက်ဆုံးကရုပ်ထွက်အကောင်းဆုံးနဲ့အကြီးဆုံးဖြစ်တဲ့ဒါကိုရွေးပေးရမယ်နောက်ပြီး Viber နဲ့ပုံပို့မယ်ဆိုရင်ဒီလိုမျိုးအပေါင်းကနေချက်ချင်းပို့တာမဟုတ်ဘဲနဲ့ file ကနေပို့မယ်ဆိုရင်ပို့ပြီးတော့ကြီးတဲ့ပုံတွေကိုရမှာဖြစ်ပါတယ်သူကအဲ့လိုမျိုးပို့မယ်ဆိုတော့သူရဲ့ resolution ရုပ်ထွက်ကောင်းတယ်ပေါ့ပုံကဝါတာတွေမကြည့်တာတွေမဖြစ်တော့ original နီးပါးကိုပြန်ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီလို messenger တို့ဒီလို UB ပို့မယ်ဆိုရင်သူကပုံတွေကဝါသွားတာမျိုးရိုက်ထားတော့အရန်လှပြီးတော့ပြန်ပို့တဲ့အချိန်မှာမကြည့်သလိုဝါသလိုဖြစ်တယ်